ဇူလိုင်လအတွက်တငင်းကုန်းဈေးရုံလေးကုန်စိမ်းနှန်းကိုဝင်းနီနဲ့အတူတူသွားလဲရအောင်ဝင်းနီရဲ့တလားတစ်ခါတငင်းကုန်းဈေးစီစဉ်ဖြစ်ပါတယ်ဝင်းနီသွားခဲ့တဲ့ရက်ကဈေးရုံလေးရှေ့မှာနက်နက်သီးကားတွေနဲ့ပြည့်နေရပါတော့ပစ္စည်းဝင်တဲ့ရက်ဖြစ်ပါတယ်ဈေးရုံနှစ်ကောဈေးရုံလေးရောဒီကုန်စိမ်းတွေရောင်းတာဖြစ်ပါတယ်ဈေးရုံလေးကကြားရက်ကွက်ထဲကကုန်စိမ်းဆိုင်လေးတွေလာဝယ်ကြတာပိုများပါတယ်ဒါဆိုဝင်းနီနဲ့အတူတူဈေးပတ်ကြမယ်ဈေးရုံလေးမှာလည်းတရက်သီးတွေရောင်းပါတယ်ဘာလို့ဆိုဖရဲသီးတန်းနက်နက်သီးတန်းဈေးရုံလေးမှာအကြီးဆုံးဖြစ်ပါတယ်ဖရဲသီးဝယ်မယ်ဆိုလို့ရှိရင်ဈေးရုံတစ်အသီးတန်းမှာမဝယ်နဲ့ဒီဈေးရုံလေးကအသီးတန်းမှာလာဝယ်ပါဖရဲထိုင်တွေကိုအများကြီးပဲဒါပေမဲ့အခုကဖရဲသီးနည်းနည်းရှားနေတယ်အခုဝင်နေရိုက်ပြထားတဲ့နေရာကအမှန်တော့ဖရဲသီးတွေရောင်းတဲ့နေရာပါအခုဘာလို့နက်နက်သီးတွေဖြစ်နေလဲဆိုရင်ဖရဲသီးမရှိလို့ပါနက်နက်သီးရာသီဆိုတော့နက်နက်သီးကိုလေးပေါများနေအောင်ရောင်းတာပေါ့နော်ဈေးနှုန်းလေးတွေကတော့2000တို့3000တို့အမျိုးအစားမျိုးပါပဲရှင်အမိုးလေးတွေကတော့တဖူးကို800လို့ပြောပါတယ်ရှင်ဖရဲသီးတစ်ဖာဘယ်လိုရောင်းလဲမသိဖရဲသီးတစ်ဖာမှရလဲ3800ဟော3800ပြောင်းမှုတွေဘယ်လိုရောင်းလဲမသိလေးတောင်ဆိုအစိတ်သားယူမယ်လေငရုတ်တီနာမည်ကကြောက်စိမ့်တီတဲ့ကြောက်စိမ့်လိုပဲစိမ့်ညာပဲကော်ဖီတွေပဲဈေးလဲ2500အော်ကျက်တော့မေးအိုးအားကြောင့်မလို့ဟိုစီကြခောက်ဆွဲဝယ်ဆိုင်နည်းနည်းပဲပါတော့2000ဖြစ်နေပဲဈေးကောင်းရင်းသီးဝယ်မယ်ဆိုရင်ဒီလိုအယောင်စင်းကိုဝယ်ပါနော်ဒါအရန်လက်ပါတယ်120 150 200 150တန်လေးကယူလိုက်မယ်150 10စီးကို1500ပါငါးစီးကို1000ဟုတ်ပါဘူးငါးစီး1000ဆိုဟိုလေးဈေးများလို့ပြောတာမဟုတ်တန်လို့ပြောတာဒီကစုံရုံးနေရလေးအရင်လားတစ်စီးကို900အခုတစ်စီး1000ပါဆက်လက်ရွက်ကတော့900ပါဟိုချမောင်ရွက်တွေအများကြီးပဲလေးကင်းမုံကြီးလေးတွေဘယ်လောက်လဲမသိ1000ခွေးဒီတစ်ထုပ်ကို1000ချမောင်ရွက်ကဘယ်လိုရောင်းလဲမသိချမောင်ရွက်300ဟုတ်လားငါးစီးဈေး300ငါးစီးပဲယူမယ်တငင်းကုန်းဈေးရုံလေးမှာလေအခုလိုအရွက်အသီးလေးတွေတော်တော်ပေါများများရရပေါ့နော်ပြန်ဝယ်ရောင်းနေအများဆုံးဝယ်ကြတာဖြစ်ပါတယ်အရွက်တွေကလေအရန်ကိုလက်ဆက်ပါတယ်အဓိကဒီလိုမျိုးဈေးသက်သက်သာရောင်းနိုင်တာလည်းရက်ထားနဲ့ဓာတ်ရိုက်တည်ပြီးတော့လာရောင်းကြတာပေါ့နော်တချို့ဆိုလို့ရှိရင်ကုန်သည်တွေဓာတ်ရိုက်ကိုလာရောင်းတာပါဝင်းနီကတော့အခုလိုတစ်စီး1000ဆိုတဲ့နနံမင်းလေးဝယ်ခဲ့ပါတယ်ရှင်ဝင်းနီနဲ့အတူတစ်လားတစ်ခါဈေးတွေကိုပျော်ပျော်ကြီးပတ်ပေးလို့လဲကျေးဇူးအများကြီးတင်ပါတယ်ရှင်